ရှုံးလည်းဝေတော်စိုးနေတာအကြီးကိုမရโอเคတော်စိုးပြမယ်ဒါဝယ်စားတဲ့အလုပ်နဲ့ကြည့်တယ်ဒါပေမဲ့အလကားကျွေးတာဆိုင်တန်းလေးကမပြန်သေးလို့ဒီလေးတော့ရိုက်မယ်နော်ကြည့်ရတာမေတော်ကျောင်းမှာဆူတောင်းလာစီးပွားရေးအခြေရေးမဟုတ်ဘူးဆူတောင်းလာမှာဘယ်သူဆူတောင်းလာတော့ဒီစိမ့်လားနော်တီရှပ်ပဲနေပါပြောရအောင်ပြီးနောက်နေ့ကျဟိုဟာတည်းရမယ်ဘယ်တော့ကြောက်မဆူတောင်းတာချက်ချင်းပြေးတယ်တော့ဖြစ်ချင်တော့ချက်ချင်းပွဲတင်လိုက်ရတယ်တလုံးမလောက်ဆိုပြီးကြာရချစ်တော့ကစီမနဲ့တလုံးကောက်ကျွေးလိုက်တယ်1000ခွဲလို့ပြောနေတယ်